အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှလည်းကမ္ဘာဖလားပြိုင်ပွဲကြီးရဲ့အရှိန်ဟုန်ကပို့ပြီးတော့မြင့်တက်လို့လာခဲ့ပါပြီနှစ်ပေါက်ကြီးတွေကိုအခြေခံပြီးပရိသတ်တွေအဆောက်အဦဆုံးဖြစ်နေတဲ့ကမ္ဘာဖလားအုပ်စုပွဲစဉ်၄ပွဲကိုဂိုးပေါ်ဂိုးအောက်အမြင်တွေနဲ့အတူတေချာဆောက်ချပြီးသုံးသပ်ပေးသွားပါမယ်ဗျာဒီသုံးသက်ချက်ဟာအချက်လက်အခြေခံသုံးသက်ချက်တွေဖြစ်ပါတယ်ဗျပထမပွဲစဉ်ဖက်ဒါနဲ့ဆွစ်ဇာလန်အုပ်စုဘရဲ့ပွဲစဉ်ဖြစ်ပြီးဆွစ်ဇာလန်ကပေါက်ကြီး1.2နဲ့အပြတ်သက်အလေးတာနေပါတယ်ဗျကာတာကတော့15.5ထိပေါက်ထားလို့အဆင့်တန်းကွာခြားချက်ကြီးမားပါတယ်ဆွစ်ဇာလန်တို့ပွဲကိုအေးအေးဆေးဆေးစိုးမိုးကစားရင်းခံစစ်ဖွင့်လာမဲ့ကာတာကိုနှစ်တူညလောက်နဲ့အမှားယွင်းမရှိပွဲသိမ်းသွားမဲ့ဂိုးအောက်ပွဲလို့မြင်ပါတယ်ဒုတိယပွဲစဉ်ဘရဲဇုံနဲ့မော်ရိုကိုအုပ်စုကရဲ့အကြီးမားဆုံးပွဲကြီးပွဲကောင်းပါကမ္ဘာချန်ပီယံဟောင်းဘရာဇီးကပေါက်ကြီး1.8နှစ်နဲ့အသာရနေပေမဲ့မော်ရိုကိုကလည်း9.65ပေါက်ထားပြီးတံပြန်တိုက်စစ်အလွန်ထက်မြက်တဲ့အသင်းပါဘရာဇီးရဲ့ကျေပွင့်တွေတိုက်စစ်စင်ရင်မော်ရိုကိုဘက်ကလည်းဂိုးပြန်ရနိုင်လို့ပွဲကအပြန်လန်နဲ့3တရားလက်မျိုးနဲ့ဂိုးပေါ်သွားမဲ့ပွဲစဉ်ဖြစ်နိုင်ပါတယ်ဗျတတိယပွဲစဉ်ဟဲရိန်းနဲ့စကော့တလန်ဒါကလည်းအုပ်စုရဲ့ပွဲစဉ်ဖြစ်ပြီးစကော့တလန်ကပေါက်ကြီး1.58နဲ့အလေးတာနေပါတယ်စကော့တလန်ဟာဥရောပစတိုင်ကျစ်လက်တဲ့ကစားကွက်ရှိပြီးဟေတီကတော့အဝေးကွင်းမှာရုန်းကန်ရလေးရှိပါတယ်စကော့တလန်တို့ပွဲကိုထိန်းကစားရင်းနှစ်တူညလောက်နဲ့နိုင်သွားမဲ့ဂိုးအောက်ပွဲလို့သုံးသပ်ချင်ပါတယ်စတုတ်တာပွဲစဉ်ဩစတြေးလျနဲ့တူရကီအုပ်စုတရဲ့အကျိတ်အနည်းဆုံးပွဲစဉ်မှာပေါက်ကြီးမှာတူရကီက1.8နဲ့အနည်းငယ်အလေးတာနေပေမဲ့မာကျောတဲ့အာရှဇုံကဩစတြေးလျက9.4နဲ့ထွက်နေပါတယ်နှစ်သင်းစလုံးအုပ်စုအဆင့်ပထမပွဲမှုအမှားမခံပဲခံစစ်ကိုကြစ်ကြစ်လစ်လစ်ပိတ်ကစားကြမှာဖြစ်လို့အပြန်လန်အမှားဆောင်ရင်တစ်တရရလက်နဲ့ဂိုးအောက်ဘက်ကိုပဲရွေးချယ်ချင်ပါတယ်ဗျာကဲအဖွဲ့သားတို့အနေနဲ့ကောဒီညကမ္ဘာဖလား၄ပွဲထဲမှာဘယ်အသင်းတွေကိုအကြိုက်ဆုံးလဲမော်ရိုကိုတို့ဘရာဇီးကိုဒုက္ခပေးနိုင်မလားဆိုတာ comment မှာရေးပေးခဲ့အောင်နော်ဗီဒီယိုကိုသဘောကျရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးပြအားလုံးပဲကံကောင်းကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်